တတိထားပါတန်ဖိုးကြီးတဲ့ရွှေဖယုံဒီကြီးကတင်ဘွားကိုခက်စီးပစ်နိုင်တဲ့အစိအတောက်ဖြစ်သွားနိုင်ပါတယ်ရိုးသားတဲ့ဆင်းရဲသားနဲ့လောဘကြီးတဲ့တတိဒီနှစ်ယောက်ထဲဟာဘသူကစစ်မှန်တဲ့ရွှေဖယုံဒီကိုရရှိသွားမလဲသိချင်ရင်ဒီဗီဒီယိုကိုဆုံးအောင်ကြည့်လိုက်နော်ဟိုးရှိတုန်းကတာယာလှပတဲ့တောအုပ်ကြီးနဲ့အနားမှာရွာငယ်လေးတစ်ရွာရှိပါတယ်ဒီရွာလေးမှာမောင်မင်းဆိုတဲ့လူငယ်လေးတစ်ယောက်ရှိပါတယ်သူဟာမိဘနှစ်ပါးစလုံးကွယ်လွန်သွားတာကြောင့်တကောင်ချက်ဘဝနဲ့နှီးထိုင်သွားပါတယ်သူဟာအရန်ဆင်းရဲတဲ့သူဖြစ်ပါတယ်သူဟာတောထဲကတစ်တီးဝက်လန်ဒီကိုရှာဖွေပြီးမြို့ထဲကိုတွားရောက်ချလိရှိပါတယ်ဆင်းရဲပေမဲ့သူ့ရဲ့မျက်နှာဟာအငြဲတမ်းပြုံးရွှင်နေတတ်ပါတယ်မောင်မင်းဟာတောထဲကိုတွားတဲ့အခါတိုင်းလမ်းမှာတွေ့တဲ့တရိတ်ဆန်လေးတွေကိုအစာကျွေးတတ်ပါတယ်တနေ့မှာတော့တောလမ်းဘေးမှာအတောင်ပံကျိုးပြီးလေးကျနေတဲ့ငှက်ငယ်လေးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်သူဟာငှက်ကလေးကိုကြည့်ပြီးအရန်တနာတာကြောင့်ငှက်ကလေးကအိမ်ကိုယူလာပြီးဆေးကုပေးပါတယ်မောင်မင်းဟာငှက်ကလေးကိုဂရုတစိုက်ကျွေးမွေးခဲ့ပါတယ်ဒီတောအုပ်ထဲမှာကနတ်သမီးတစ်ပါးရှိပါတယ်သူဟာမောင်မင်းရဲ့လူရက်တိုင်းကိုစောင့်ကြည့်နေပါတယ်နတ်သမီးဟာစင်းရဲသားတွေကိုကူညီခြင်းပေမဲ့စိတ်ထားဖြူစင်သူကိုသာရွေးချယ်ကူညီလိရှိပါတယ်မောင်မင်းရဲ့အတ္တကင်းတဲ့စိတ်ထားကိုနတ်သမီးကသဘောကျသွားပါတယ်တညမှာတော့မောင်မင်းဟာအိပ်ပျော်နေတော့နတ်သမီးဟာရွှေရောင်ဝတ်စုံကကိုရောင်ကိုဝါတောက်ပစွာတော်လာပါတယ်နတ်သမီးကမောင်မင်းကိုပြောတယ်မောင်မင်းရဲ့ရိုးသားမှုနဲ့ကျင်နာမှုအတွက်ငါကနင်ကိုဆုလပေးမယ်လို့ပြောတယ်မနေ့ဖြန်မင်းရဲ့ခေါင်းအောက်မှာဖယုံစီလီတစ်စီးရှိနေလိမ့်မယ်အဲ့ဒါကိုစိုက်ပျိုးပါလို့နတ်သမီးကပြောပါတယ်မနဲ့မိုးလေးနဲ့အထားမောင်မင်းကနိုးလာပြီးသူမြင်ခဲ့ရတဲ့အကြောင်းတွေကိုအိတ်မှတ်လို့ထင်နေပေမဲ့ခေါင်းအောက်ကိုကြည့်လိုက်တဲ့အခါတကယ်ပဲဗလဲလုံးလေးလိုဖြူဝင်းနေတဲ့ဖယုံစီလေးတစ်စီးကိုတွေ့လိုက်ရပါတယ်သူဟာဝမ်းတာအားရနဲ့အိမ်ရဲ့အပြင်ကိုထွက်လာပြီးအိမ်ရှိရဲ့မြေခွက်အလေမှာဖယုံစီလေးကိုမြေကြီးလက်မြုပ်ပြီးရေလောင်းလိုက်ပါတယ်ထူးဆန်းတာကတော့နောက်တနေ့မနက်မှာပဲဖယုံပင်ဟာတအိမ်လုံးကိုလွှမ်းမိုးသွားလောက်အောင်ຫນွေရီတက်လာပါတယ်အရွက်တွေကလည်းစိမ့်ဆိုနေပြီးခဏကြီးမှာပဲလက်သီးစွတ်အရွယ်ကနေအိုးကြီးတစ်လုံးလောင်းရှိတဲ့ဖယုံသီးအများကြီးတီးလာပါတယ်ဒီဖယုံသီးဟာတာမန်ဖယုံသီးနဲ့မတူပဲရွှေရောင်ဒီလူနဲ့တောက်ပနေပါတယ်မောင်မင်းဟာဟင်းချက်ဖို့အတွက်ဖယုံသီးကြီးကိုဓာတ်နဲ့အသားလီခွဲလိုက်ပါတယ်ဖယုံသီးတွေကညရွှေသင်းကားတွေ6တန်မတက်မြောက်တွေနဲ့အညောင်းကြီးရှိနေတာကိုတွေ့လိုက်တယ်။မောင်မင်းဟာအလွန်အံ့ဩသွားပါတယ်။သူဟာဒီဖယုံသီးတွေကရှိနေတဲ့ရွှေသင်းကားတွေကိုယူပြီးတခဏချင်းမှတဲ့ကျွဲဝချမ်းသာတဲ့သူဖြစ်သွားပါတော့တယ်။မောင်မင်းဟာချမ်းသာလာပေမဲ့စိတ်မပြောင်းလဲသွားပါဘူး။သူဟာရွာထဲကအိမ်ချေမဲ့တွေစားစရာမရှိသူတွေကိုခေါ်ယူပြီးရွှေတွေကိုဝေးမျှပြီးပါတယ်။ရွာဦးကျောင်းကိုတောင်ပြုပြင်နိုင်ခဲ့ပါတယ်။သူရဲ့စေတနာကြောင့်တရွာလုံးပျော်ရွှင်နေကြပါတယ်။ဒီသတင်းဟာရွာထဲကအချမ်းသာဆုံးနဲ့အတအကြီးဆုံးဖြစ်တဲ့ဦးကုံစီကိုရောက်သွားပါတယ်။ဦးကုံဟာမောင်မင်းရဲ့ချမ်းသာသွားတာကိုမနာလိုဖြစ်ပြီးငါကသူ့ထက်အစကုန်းများစွာချမ်းသာရမယ်ဆိုပြီးကြံစီပါတော့လေ။ဦးကုံဟာမောင်မင်းအိမ်ကိုသွားပြီးမောင်မင်းကိုမေးလိုက်ပါတယ်။မောင်မင်းကလည်းအကုန်ပြောပြခဲ့ပါတယ်။နတ်သမီးအကြောင်းကိုသိသွားပြီးသူဟာနတ်သမီးရဲ့ကရုဏာကိုရခြင်းလို့တိုးကိုသွားပါတယ်။သူဟာငှက်တကောင်ကိုအတင်းဖမ်းပြီးအတောင်ပံကိုကျိုးအောင်ရက်လိုက်ပါတယ်။အတောင်ပံကိုကျိုးပြီးမှမြန်ကူးတပီးနေတဲ့ပုံစံဟန်ဆောင်ပြီးနတ်သမီးပေါ်လာမှာကိုစောင့်နေပါတယ်။နတ်သမီးဟာဦးကုံရဲ့ယူမာတဲ့အကြံကိုသိပါတယ်။ဒါပေမဲ့ပညာပေးဖို့အတွက်လူရောင်ဆောင်ပြီးပေါ်လာပါတယ်။ဦးကုံမင်းလေးဖယုံစီလိုချင်တာလားလို့မေးတဲ့အခါဦးကုံကဟုတ်ကဲ့ပါကျွန်တော်ကတတဝါတွေကိုတနာလုံးလို့ပါလို့လိန်ညာပြောဆိုပါတယ်။နတ်သမီးကမင်းနဲ့ညီတဲ့ဖယုံစီတစ်စီးကိုပေးလိုက်ပါတယ်။ဦးကုံဟာရတဲ့ဖယုံစီလေးကိုအိမ်ကိုပြန်ပြီးအိမ်ပြန်ရောက်တာနဲ့ဖယုံစီကိုစိုက်လိုက်ပါတယ်။သူ့ရဲ့ဖယုံပင်ကမောင်မေးရဲ့အပင်ထဲပိုကြီးပါတယ်။အသီးကလည်းအိမ်တလုံးနီးပါးကြီးမားလာပါတယ်။ဦးကုံဟာတားဟာရွှေရီအပြည့်ပါနေမှာပဲလို့တွေးပြီးတရွာလုံးကိုဖိတ်ကြားပြီးသူ့ရဲ့ဖယုံသီးကအိမ်ရှိမှထားပြီးမာနာကြီးနေတဲ့ပုံစံနဲ့ထုတ်ကြွားလာခြင်းပါတယ်။ရွာသားတွေစုံတဲ့အချိန်မှာဦးကုံဟာပစိန်ကြီးကိုကင်ပြီးဖယုံသီးကြီးကိုအားကုန်ခွဲလိုက်ပါတယ်။အထဲမှာဘာမှမရှိပဲဦးကုံကပြောတယ်။ရွှေတွေထောက်လာတော့မယ်ကြည်ထားကြလို့အော်ဟစ်လိုက်ပါတယ်။ဒါပေမဲ့ဖယုံသီးကြီးကကွဲသွားတဲ့အခါမှာတော့ဖယုံသီးထဲကနေရွှေတွေထွက်မလာပဲမင်းညစ်နေတဲ့ရွှွန့်ပုတ်တွေအနိုင်ဆိုးွားတဲ့အညစ်အကြေးတွေဟာပေါက်ကွဲထွက်လာပါတယ်။ဦးကုံရဲ့အိမ်အစ်စ်ကြီးရောသူ့ရဲ့တန်ဖိုးကြီးအဝတ်အစားတွေရောအညစ်အကြေးတွေနဲ့ပေးရီကုန်ပါတယ်။ရွာသားတွေလည်း
လည်းနှာခေါင်းပိတ်ပြီးထွက်ပြေးကြရပါတယ်။အဲ့ဒီအချိန်မှာကောင်းကင်ကနေနတ်သမီးရဲ့အတန်ကြီးဟိန်းထွက်လာပါတယ်။ဦးကုံမင်းဟာစိတ်ထားမထူစင်ပဲလောဘနဲ့လင်ညာခဲ့တယ်။တရိษံကိုနှိပ်စက်ပြီးမှတနာနေတဲ့ပုံစံကိုဟန်ဆောင်ခဲ့တယ်။ဒါဟာမင်းရဲ့စိတ်ထားအတိုင်းရတဲ့ရလက်ပဲလို့ပြောလိုက်ပါတယ်။ဦးကုံဟာသူလှုပ်ခဲ့တဲ့အားလုံးဟာအလွန်ရှက်သွားပြီးမြေကြီးထဲတိုးဝင်ခြင်းစိတ်ပေါက်သွားပါတယ်။ဦးကုံဟာသူ့ရဲ့အမားကိုတီးသွားပြီးမောင်မင်းစီမှာတောင်းပန်ပါတယ်။မောင်မင်းကလည်းသူ့ကိုခွင့်လွှတ်ပြီးစိတ်ထားကောင်းအောင်နေထိုင်ဖို့အကြံပေးပါတယ်။အဲ့ဒီနေ့ကစပြီးဦးကုံဟာလောဘကိုလျှော့ပြီးရွာသားတွေကိုကူညီတဲ့လူကောင်းတစ်ယောက်ဖြစ်သွားပါတယ်။မောင်မင်းနဲ့ရွာသူရွာသားတွေလည်းအေးချမ်းစွာနေထိုင်သွားကြပါတော့တယ်။ I'm harvest from the garden. The fruits are ripe. Everything feels just right. Oh, you're real. Yes, and this seed will grow into a tree that protects the forest. Whoa, this is real? Is this treasure? I can't believe it. You have a kind heart. This seed can grow into something wonderful if you care for it.